မင်္ဂလာပါရှင် Smart Future ကကြိုဆိုလိုက်ပါတယ် Smart Future ရဲ့လေ့လာတီထွင်စမ်းသပ်မှုကနေရရှိလာတဲ့ Payroll Excel document လေးနဲ့မိတ်ဆက်ပေးကြပါတယ် Payroll အတွက်လိုအပ်တဲ့ data တွေဖြစ်တဲ့ Employee Data Entry File Employee Data List Monthly Attendance Report Leave Report Check-in Check-out Report Payroll Report Payslip အစရှိတဲ့ sheet တွေပါဝင်မှာဖြစ်ပြီးအဲ့ဒီ data တွေရရှိအောင်ဘယ်လိုလုပ်ဆောင်ရလဲဆိုတဲ့နည်းလမ်းတွေကိုလည်း sharing lesson တွေနဲ့အသေးစိတ်ပြသပေးထားပါတယ် Payroll ဆိုတာ HR တွေနဲ့လွတ်သင်းလို့မရတဲ့ test တစ်ခုဖြစ်ပြီး Payroll ကိုမပိုင်ရင် HR ကိုမကင်နဲ့လို့ပြောလို့ရပါတယ် HR တစ်ယောက်ကဆွဲလိုက်တဲ့ Payroll ဟာမှန်ကန်တိကျရဲ့လား Labor နဲ့ပတ်သက်တဲ့ဥပဒေနည်းဥပဒေညွှန်ရှားချက်မူဝါဒတွေနဲ့ကိုက်ညီရလားကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းရဲ့ထုတ်ပြန်တဲ့စည်းကမ်းတွေနဲ့အညီဆွဲထားတာဖြစ်ရလားစတာတွေနဲ့စံထိုးသတ်မှတ်ခံရမှာဖြစ်လို့ Payroll ဆွဲတဲ့ HR ရဲ့ KPI အထောက်အကူဖြစ်တဲ့ပညာရပ်တစ်ခုပါပဲ Payroll နဲ့ attendance process တွေကို run နိုင်တဲ့နည်းလမ်းအမျိုးမျိုးရှိပါပဲ Manually လုပ်ကြမလား Third party HR software တွေဝယ်သုံးမလား Third party အဖွဲ့အစည်းတွေကို outsource အနေနဲ့အနှံသုံးစွဲမလားအစရှိရဲ့နည်းလမ်းပေါင်းများစွာရှိပါတယ် Excel ကိုအသုံးပြုပြီး Payroll ကိုတွက်ထုတ်ခြင်းဟာတော့ကုမ္ပဏီအတွက်အဖွဲ့အစည်းအတွက်ကုန်ကျစရိတ်အသက်သာဆုံးနဲ့ဝန်ထမ်းရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါတော့ကျွန်မကတော့ဆိုလိုချင်ပါတယ် Attendance နဲ့ check-in check-out ကိုရရှိဖို့ကတော့ဒီနေ့ခေတ်မှာ time attendance machine တွေပါဝင်တဲ့ access control system ကိုကြဲပြန့်အသုံးချနေပြီမို့အချက်အလက်တွေ data တွေမတိကျမှာကိုစိုးရိမ်နေဖို့မလိုအပ်ပါဘူးဝန်ထမ်းအားလုံးရဲ့ sensitive ဖြစ်တဲ့ data information တွေဟာလေကိုယ့်ရဲ့ company တွင်အဖွဲ့အစည်းတွင်မှာပဲ keep and control လုပ်ထားတာဖြစ်လို့ကြိုးပေါက်မှစိုးရိမ်စရာမလိုပါဘူးဒါတွေဟာ Excel နဲ့ Payroll တစ်ခုထုတ်လုပ်ခြင်းရဲ့အားသာချက်တွေပါပဲအလုပ်ခန့်အပ်တဲ့ interview တွေမှာဆိုလဲ HR position အတွက်မေးချတဲ့အခါ Payroll ဆွဲနိုင်သလားဆွဲထားတဲ့ Payroll sample လေးတစ်ခုပြပါလားလေ့လာထားတဲ့ Payroll sample လေးတစ်ခုပြပါလားလို့ပြောလာရင်လေဒီ document လေးဟာအထောက်အကူတစ်ခုဖြစ်လာမှသိကြပါတယ်ဒါဆိုရင်တော့ဘာလို့အောင်မလဲ Smart Future ကရေးထားတဲ့ Payroll document လေးပဲပေါ့ See you bye bye